ကြီးကုန်းကယောဂရဲ့အရင်းမြစ်ကိုသိပြီဆိုတော့ခုဟာရလွယ်သွားပြီလို့ပြောပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးတွေကိုပုတ်တိုက်ကပူပူနွေးနွေးစေးလုံးတစ်လုံးလှုပ်လိုက်ပါတယ်ပြီးတော့ရွှေစုရဲ့ပါဇက်ထဲကိုအတင်းထိုးထိုက်ပေးလိုက်ပါတယ်ရွှေစုလည်းစေးလုံးကိုမျိုးချမိပြီးတာနဲ့ရင်ထဲမှာပြောင်းဆန့်သွားပြီးအံ့ပါတော့လေဘေးနာကအစီခံတွေလည်းယူနရှာလုံးလို့မျက်နှာလွှဲထားကြရပါလေသူဟာမိနစ်40ကျော်ကြာစက်တိုက်အံပြီးတဲ့နောက်မှာတော့ဘိုက်ကြီးကတဖြည်းဖြည်းသေးသွားပြီးပျောက်ကွယ်သွားမှာတော့လေကျန်းချစ်ဝေးလေဒါကိုမြင်ပြီးဝမ်းသာအားရနဲ့ဦးညွတ်ကျေးဇူးတင်ကကြီးကုန်းကိုပြုစုဧခံဖို့အရက်ပွဲပြင်ခိုင်းပါတယ်ဒါပေမဲ့ဝင်ကြီးချုပ်ကတော့စိတ်ပုတ်ပြီးဒီရဟန်းကငါတို့မိသားစုကိုလှည့်စားနေတာလို့တွေးကအရက်ထဲမှာအစိတ်ခိုးထင်ပြီးကြီးကုန်းကိုတတ်ဖို့ကြံစီပါတယ်အစီကံကအစိတ်အရက်ကိုလာချပေးပြီးကြီးကုန်းတောက်ခါနေမှာပဲကျန်းချင်ထွေးကမျက်နှာပြက်ပြက်နဲ့ပြေးလာပြီးအရှင်ဖေကျုပ်စနီးကရုတ်တရက်ခေါင်းကိုက်လို့မခံနိုင်တော့ပါဘူးကဲမပေးပါအောင်လို့တောင်းပန်ပါတယ်အဲ့ဒီအချိန်မှာပဲဝင်ကြီးချုပ်ကတော့ကလည်းခေါင်းကိုကိုက်ပြီးနာလာကြီးရဲ့အမလေးလို့အော်ဟစ်နေပါတယ်ကြီးကုန်းကတော့မလောပဲခေါင်းကိုက်တာလွယ်ပါတယ်ဒီအရက်ကိုတောက်လိုက်ဆိုပြီးအစိတ်အရက်ခုတ်ကိုဝင်ကြီးချုပ်ကတော့စီကမ်းပေးပါတယ်ကတော့လည်းအရက်ထဲမှာအစိတ်ပါမှန်းတိနေတော့ဘယ်တောက်ရပါမလဲကျမကအမျိုးသမီးမို့လို့အရက်မတောက်ပါဘူးလို့ညင်းတဲ့အခါကျန်းချင်ဖေကလည်းဆရာတော်ဖျကတော့ကတကယ်ပဲအရက်ကစားမှမတောက်ကလို့ပါလို့ဝိုင်းဖော်ဆက်ပေးပါတယ်ကြီးကုန်းကတော့ဒီလောက်ကောင်းတဲ့အရက်ကိုမင်းလို့မတောက်ရင်ဘာလုပ်ဖို့ထားမှာလဲလို့ပြောပြီးအရက်ကိုမြင်ရင်ရှက်ရက်မော့တောက်လိုက်ကတကယ်ကိုကောင်းတဲ့အရက်ပဲလို့ဆိုပါတယ်အကျဉ်းစီပြက်သွားတာကိုသိလိုက်ရတဲ့ဝင်ကြီးချုပ်ကတော့ဟာဆက်ပြီးခေါင်းကိုက်ချင်အောင်စောင့်နေပါတယ်ကြီးကုန်းကလည်းစိတ်မဆိုးပဲနှစ်ပေါင်း90လောက်မလျှော်ရသေးတဲ့သူ့ရဲ့အပေါက်အပြက်ဦးထုတ်အစုပ်ကြီးကိုချွတ်ပြီးကတော့ရဲ့ခေါင်းပေါ်ကိုစောင်းပေးလိုက်ပါတယ်စောင်းပေးလိုက်တဲ့နဲ့ခေါင်းကိုက်တာချက်ချင်းပြောက်သွားပါတယ်ဒါပေမဲ့သူကညစ်ပတ်တယ်ဆိုပြီးဦးထုတ်ကိုချက်ချင်းချွတ်ပြလိုက်တော့ခေါင်းကပြန်ကိုက်လာပြန်ပါတယ်မတတ်တာအစုံဦးထုတ်ကိုပြန်ဆောင်းလိုက်ရပါတော့တယ်အဲ့ဒီအချိန်ပါပဲတားချစ်သူရွှေကျုပ်ကဘိုက်ကြီးတဖန်ပြန်ထွက်လာပြီးကဲပါအောင်ဆရာတော်ကဲပါအောင်လို့အော်ပြီးပြေးဝင်လာပါတယ်သူတို့ကျမ်းမိသားစုဟာလူကောင်းတွေမဟုတ်မှန်ကြီးကုန်းကတီးပြီးသားဖြစ်တဲ့အတွက်အဲ့ဒီဦးထုတ်ကိုရွှေကျုပ်ရဲ့ခေါင်းပေါ်ပြောင်းဆောင်ပေးလိုက်ပါတယ်ရွှေကျုပ်ကတော့ခေါင်းမကိုက်တော့ပဲပိုက်ပြန်ကျသွားပြီမယ်သူ့အမေကတော့ခေါင်းပြန်ကိုက်လာပြန်ပါတယ်ဒါနဲ့အမိအဖနှစ်ယောက်ဟာဦးထုတ်အစုပ်တလုံးကြီးကိုလွတ်လာကြပါတော့တယ်ဦးထုတ်ကြီးပဲတော်မယ်အချိန်မှာကြီးကုန်းကပြန်လူယူလိုက်ပြီးငါဦးထုတ်တလုံးကြီးနဲ့တော့မင်းတို့မိသားစုတစ်ခုလုံးရဲ့ယောဂကိုမကုနိုင်ဘူးလို့ပြောကရင်ပတ်ထွေးကနေစင်းညွန့်စာရွက်နှစ်စာရွက်ထုတ်ပေးလိုက်ပါတယ်ပြီးတော့ဒီစာရွက်ကိုကြည့်ပြီးဖတ်ခိုင်းလိုက်ရာတကယ်ပဲခေါင်းကိုက်တာတွေပိုင်နာတွေပျောက်သွားပါတော့တယ်ကြီးကုန်းကနောက်ဆုံးမှာဒီစင်းညွန့်စာကိုမင်းတို့နေ့တကူအကျဉ်း900ဖတ်ရမယ်ရက်ပေါင်း81ရက်စက်တိုက်ဖတ်ရမယ်တကယ်လို့စိတ်ယုံမာတွေပြန်ဝင်လာခဲ့ရင်အစကနေပြန်ဖတ်ရမယ်အနှစ်30ကြာမှယောဂအနှစ်ဖြတ်ရမယ်စိတ်ကောင်းထားမှတကိုးပြပါမယ်လို့မှားကြခဲ့ပါတယ်ဒီလိုနဲ့ယဟန်ထူကြီးကုန်းဟာလူယုံမာတွေကိုပညာပေးတာမှာတကယ်ကိုတစ်ဖက်ကမ်းကျွမ်းလာပါတယ်မာနကြီးလာနဲ့ချမ်းချင်မိလီမျောကိုဒိုးထောက်အရှုံးပေးစေခဲ့တာယုံတွေမကအဓမ္မတင်ထားတဲ့တစ်လုံးတွေကိုပါပြန်ရသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ချမ်းချင်မိမိသားစုဟာကြီးကုန်းကိုအယိုတီးပေးပြီးအိမ်တကားအထိလိုက်လံပို့ဆောင်ခဲ့ရပြီးသူတို့ဓမိသားစုလုံးဟာနေ့တိုင်းစင်းညွန့်စာရွက်ကိုကင်ပြီးအကျိန်900တွတ်ရွတ်ဖတ်ပူဇော်နေကြရပါတော့ね